ဒီရိုက်ပြီးသားဗီဒီယိုလေးကလေဖြတ်တဲ့ထဲကိုပါသွားတယ်ပေါ့နော်ဖြတ်တဲ့ထဲပါသွားတော့ဇာနေဒီမှာအိတ်ကက်တက်တဲ့အပိုင်းလေးကြံနေခဲ့တယ်နော်ဒီညီမလေးက YouTube ကနေလာပြောပြတဲ့ညီမလေးတယောက်ကလာပြောပြတယ်ပေါ့နော်ဟိုနေဒီချိန်ကြီးတဲ့ဒီမှာအိတ်ကက်တက်တဲ့အပိုင်းလေးမပါဘူးလို့ပြောလာပြောပြတယ်တော့ပထမနေ့ကျဇာနေကိုလာပြောပြတာဒီလားဇာနေကမှုမမမနဲ့နေလိုက်တာလေဟိုဟာပါတယ်ပဲထင်ခဲ့တာပေါ့နော်ပြီးတော့ကြာမှဒီအိတ်ကက်တက်တဲ့အပိုင်းလေးမပါသွားဘူးဗီဒီယို edit တဲ့နေရာမှာပေါ့နော်ပြီးတဲ့ခါကျဗီဒီယိုလဲဇာနေက edit ပြီးသွားပြီဆိုပြီးတော့ဟိုပါပေါ့နော်ဒီအကျန်းရိုက်ထားတဲ့ဗီဒီယိုကိုဇာနေကဖြတ်ပလိုက်တာအဲဆိုဖြတ်တဲ့ထဲကိုဇာနေပါသွားတာဆိုတော့ဒီအိတ်ကက်တက်တဲ့အဓိက main เนาะအဓိကကြတဲ့အိတ်ကက်တက်တဲ့အပိုင်းကြီးမပါသွားဘူးပေါ့နော်မပါတော့ဖြစ်သွားတယ်လာပြောပြတဲ့ညီမလေးကိုလည်းကျေးဇူးများတင်ပါတယ်ဒီညီမလေးလာပြောလို့ဒါဇာနေကဒီသိရပေါ့နော်နေမှုဆိုရင်လည်းသိမှာမဟုတ်ဘူးသိလားမသိဘဲနဲ့ဇာနေအကုန်လုံးတင်ပြီးပြီရထင်ပါတယ်နော်အဲဒါညီမလေးလည်းကျေးဇူးများတင်ပါတယ်လို့နော်လိုက်ထုတ်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လိုက်ထုတ်ပြီးနေအင်္ဂါလေးလာပြပေးပါလို့ပြောချင်ပါတယ်โอเคနော်အဲဆိုအိတ်ကက်တက်တာလေးဇာနေဒီနော်ပြန်ပြပေးမယ်ဟိုအထည်ကြီးရချုပ်ပြီးတော့အဲဇာနေဒါသူ့ရဲ့ပိတ်စပူတာလေးနဲ့ပေါ့နော်ဒီတစ်ဖက်ကိုတက်ပြပေးမယ်နောက်တစ်ဖက်လည်းတူတူပဲပေါ့နော်ဒီတစ်ဖက်နားလေတယ်ဆိုရင်ဇာနေနောက်တစ်ဖက်ကိုလည်းကိုယ့်ဘက်ကိုတက်လို့ရပြီပေါ့နော်ဒီတစ်ဖက်ကိုပြန်မယ်နော်โอเคနော်အဲ့ဒါဆိုရင်ဇာနေဒါအိတ်ကက်တက်မယ်တက်တော့မယ်ဆိုရင်ဇာနေအိတ်ကက်အသေးနဲ့အကြီးနှစ်ခုရှိရတယ်နော်ဇာနေဒါပတ်တန်လေးနဲ့ညှက်ထားတာနေရာပေါ့နော်ဒါဆိုရင်အိတ်ကက်အကြီးနော်ဒီလိုဟာမျိုးကိုလုံးမယ်ဆိုရင်ဒီလိုအကြီးကိုနှစ်ခုနော်ဒီလိုနှစ်ခုညှက်ကမယ်ဒီအသေးပေါ့နော်ဒီအသေးကိုနှစ်ခုညှက်ကမယ်နော်နှစ်ခုလေးညှက်ထားပေးမယ်အိတ်ကက်ကဘယ်နဲ့ညာနဲ့နှစ်ခုတက်မှာဆိုတော့နော်နှစ်ခုစီတက်ပေးထားမယ်နော်၄ခုကုန်မှာနော်ဒါဆိုတစ်စုံပဲရှိသေးတယ်လေနောက်တစ်စုံထည့်ညှက်ပေးရမယ်နောက်တစ်ဖက်အတွက်နော်ဒါမျိုးပြောချင်တာโอเคညှက်တဲ့ခါကျရင်ဇာနီပြောချင်တာကလေဒီပေါ်မှာနော်ဒီပေါ်လေးမှာဇာနီချုပ်စာလေးချမ်းပြီးနော်ဒီမှာခဲလေးနဲ့ပဲပြလိုက်တော့နော်ဒီအပေါ်မှာနော်ခါးနဲ့လေသူကခါးနဲ့ခပ်ပြားနဲ့တွဲမဲ့နေရခပ်ပြားနဲ့တွဲမှဖြစ်တဲ့အတွက်ဒီပေါ်မှာချုပ်စာလေးစိတ်ခြံပေးမယ်ပြီးရင်ဒီအဝိုက်ဒီကိုလည်းဒါမျိုးချုပ်စာလေးစိတ်ခြံပေးမယ်နော်ခြံပေးမယ်နော်ပြီးတော့ဒီအိတ်ကအကြီးမှလည်းတူတူပဲဒီပေါ်လေးကိုဒီပေါ်မှာလည်းခါးနဲ့တွဲမဲ့နေရပြီးတော့ချုပ်စာလေးစိတ်ခြံပေးမယ်နော်ဒီပေါ်မှာခြံပေးမယ်နော်အဲ့ဆိုရမယ်နော်ဒါချုပ်စာခြံပေးတော့ခါအပေါ်မှာဇာနေတို့ခပ်ပြားနဲ့တွဲချုပ်မှာဖြစ်တဲ့အတွက်ဒီပေါ်မှာချုပ်စာရှိမှရမယ်နော်โอเคဒါလေးပြောချင်တာအဲ့ဆိုဇာနေကိုတက်မယ်ဆိုရင်ဇာနေတို့ဒီမှာဇာနေကအိတ်ကက်ပုံလေးဆွဲထားပြီဒါဘောင်းမီချမ်းနော်ဘောင်းမီမှာအိတ်ကက်တက်တော့မယ်တက်မယ်ဆိုရင်အသေးပေါ့နော်ဒီမှာအိတ်ကက်မှာနှစ်ခုရှိတယ်အကြီးနဲ့အသေးနဲ့အဲ့ဆိုဇာနေတို့ဒီအသေးကိုအရင်ဆုံးတက်မယ်နော်အသေးကိုအရင်ဆုံးတက်မယ်အဲ့ဆိုဒီအသေးလေးကိုဇာနေကိုတင်လေးဖြုတ်လိုက်မယ်နော်တင်လေးဖြုတ်လိုက်နော်ဖြုတ်လိုက်ပြီးဆိုဒီမှာအိတ်ကက်ကလေးရတယ်လားဒီအိတ်ကက်ဒီဇာနေတို့ဒီအိတ်ကက်အသေးလေးတက်တော့မယ်ဆိုရင်ဒီအလှနဲ့နော်ဒီအောက်ကဘောင်းမီအလှနဲ့ဒီအိတ်ကက်ကလည်းအလှနဲ့လာပြီးတော့အပ်ပြီးတော့တက်ကမယ်နော်โอเคအဲ့ဒါဆိုရင်ဒီလိုမျိုးလေးအပ်လိုက်မယ်နော်ဒီကလည်းအလှဖြစ်ကမယ်ဒီကလည်းအလှဖြစ်ကမယ်နော်အလှဖြစ်မယ်ကြည့်ပြီးဒီမှာကိုဒါဒီဘော်ဒီချုပ်စာပို့ထားနော်ဒီဘော်နဲ့ဒီ white ကိုဇာနေချုပ်စာပို့ထားဒီမှာလည်းပုံမယ်အိတ်ကက်အသေးမှာလည်းပုံမယ်ဒီအောက်ကဘောင်းမီချမ်းမှာလည်းပို့ရမယ်ဘောင်းမီချမ်းမှာလည်းချုပ်စာ၄စိတ်ဒီ white ကို၄စိတ်နော်ဗနီဒါပက်တန်မာလေးတခါလေးပြုတ်သွားတယ်နော်ချုပ်စာလေးပုံမဲ့ဟာလေးโอเคအဲ့ဒါဆိုရင်ဒီမှာလာပြီးတော့အလှချင်းအပ်ပြီးတော့ဇာနေတို့ဒီမှာလက်မဝက်၄စိတ် channel ၄စိတ်လာချုပ်2စိတ် channel လော2စိတ်လာနော်ချီလေးတုပ်ဇာနေချုပ်လိုက်နော်โอเคနော်โอเคချုပ်လာပြီးဆိုရင်ဇာနေဒါလေးတွေကိုဟိုဗာလဲကကြီးလေးနည်းနည်းတောက်ပြီးလေတောက်ပြီးတော့ဇာနေဟိုဘက်ကိုလှမ်းမယ်နော်ကကြီးတောက်တဲ့ခါကျရင်ဒီကကြီးအဖျားလေးနဲ့တောက်တယ်နော်โอเคကကြီးတောက်ပြီးသွားရင်ဇာနေဒီဘက်ကိုလှမ်းချမယ်နော်အတွင်းဘက်ကိုလှမ်းချမယ်ဒါကကြတော့အလှဘက်ကဇာနေဆိုအတွင်းကျအောင်လှမ်းချမယ်ဒီနေရာလေးတွေကပြီးတော့နော်ဒါဓာတ်စားမယ်နေရာလေးနော်ပြီးတော့မှစားမယ်ဒီအဲ့ဆိုဒီဘက်ကိုအတွင်းကိုလှမ်းချမယ်ရှာလားနော်ဒီလိုအတွင်းထဲကိုလှမ်းချပြီးရင်ဒီနေရာကြီးပေါ့နော်ဒီနေရာလေးကိုမယူပြားနေအောင်တတ်ဖြစ်နော်ဒီနေရာလက်သေးလေးနဲ့အရင်ချစ်နော်ဒီချုပ်ရိုးချောင်းကိုနော်ချုပ်ရိုးချောင်းကိုအလယ်မှာကြအောင်ဟိုကပြီးပြပြလေးဖြစ်ကြတယ်ပေါ့နော်โอเคနော်လက်သေးလေးနဲ့အရင်ချစ်ပြီးတော့ဇာနေဒီကနေပြီးတော့နှစ်စိတ်နော်အဖျားကျင်လေးတစ်ခါညှင်းပေးမယ်နော်ဒီဟာလေးကိုညှိအောင်ညှိမယ်ဒီမှာမြင်းသားအောင်လို့နော်
မေအရာမတူတာနဲ့ဒီမှာထုတ်ကြတယ်နော်โอเคဒီလိုလေးရပြီနော်အတွင်းကျက်ဘက်မှာဒီလိုလေးဖြစ်သွားမယ်နော်ဒီလိုဖြစ်သွားပြီဆိုရင်ဇန်လူဒီဘက်အလှဘက်ကိုပြန်လှန်လိုက်နော်အလှဘက်ကိုပြန်လှန်တဲ့အခါကျရင်ဒီမှာအလှချောင်းလေးပေါ်နေမယ်နော်နောက်ကအိတ်ကက်အကြီးလာမယ်နော်ဒါအိတ်ကက်အသေးကချုပ်ပြီးသွားပြီဇန်လူအိတ်ကက်အကြီးလာမယ်ဒီအိတ်ကက်အကြီးကိုလည်းဇန်လူမှာပင်လေးတွေဖြုတ်လိုက်နော်ဖြုတ်လိုက်ဖြုတ်ပြီးဒီမှာဒါအိတ်ကက်အကြီးနော်အိတ်ကက်အကြီးလာမယ်ပါအိတ်ကက်အကြီးကိုကြာဇန်လူဘယ်လိုလုပ်မလဲဆိုဒီအောက်မှာအရင်ချလိုက်မယ်ချပြီးသွားရင်ဒီမှာဒီရနဲ့ဒီလိုလာထက်မယ်နော်ဒီနဲ့ဒီလိုဒီဘေးတွေလည်းညီအောင်ထားမယ်နော်ဒါပတ်တန်နဲ့ကွက်တိညှက်ထားတယ်ဆိုရင်ဒါအဆင်ပြေတယ်ပေါ့နော်โอเคနော်โอเคဒီလိုမျိုးလေးလာမယ်နော်ဒီပေါ်မှာလည်းအညီမယ်ဒီကလည်းညီမယ်โอเคနော်ဒီလိုဘေးနဲ့ဒီလိုနဲ့အညီချမယ်ရမလားဒီလိုအညီလေးယူမယ်နော်နော်ဒီလိုမျိုးလေးပဲရပြီးသွားရင်ဒီနားလေးကိုနော်ဒီနားလေးကိုပြီးရင်တုတ်ထားပြီနော်အခုလောလောဆယ်ကတော့ဒါမျိုးပင်လေးနဲ့အရင်ထိန်းထားပြီလေနော်ဓာတ်စားအောင်ပါဆိုတော့နော်မတုတ်နဲ့နော်ဒီနားလေးကိုဒီလိုတစ်ချောင်းအရင်ပေါက်လိမ့်မယ်နော်အဲ့ဒါမှခိုင်မှာဒီဘေးလည်းတူပဲဒီဘေးကိုကြတော့နော်ဒီနှစ်ခုနော်ဒီအောက်ကအိတ်ကက်အကြီးနဲ့ဒီဟာနဲ့ဒီသုံးခုလုံးပေါအောင်လို့ဒါမျိုးတစ်ချောင်းနင်းထားပြီလေနော်ဒီတွဲတဲ့ထဲကိုသူကထည့်ချုပ်လို့ရမှာဖြစ်တယ်ပေါ့နော်ဒီချာလေးဒီအပေါ်နားလောက်နည်းနည်းပဲနှင်းထားတယ်နော်ဒါဓာတ်စားဖြစ်တယ်ပဲခဏအထိန်လေးပေါ့နော်အထိန်လေးပဲနှင်းထားပြီအောက်ဒီမနှင်းနဲ့ကဒီလိုဒီမှာအတွင်းထဲကိုလှမ်းကြည့်လိုက်နော်အတွင်းထဲကိုလှမ်းကြည့်တဲ့ခါဒီနေရာကြီးကိုစမ်းပြီးဓာတ်သွားစားအောင်ပါနော်ဒီနေရာပိုင်းကိုဓာတ်စားအောင်ပါနော်ဒါကြီးကိုနော်ဒီအိတ်ကက်တွေ့လားနော်ဒီအိတ်ကက်ဒီဟာကိုဓာတ်စားပြရမယ်နော်အဲဒီဓာတ်သွားစားမယ်နော်လိုက်ကြည့်မယ်ဒီအိတ်ကက်ကိုတောက်ရှောင်နော်ဒီအတွင်းဘက်ကနေစပြီးတော့စမ်းပြီးဓာတ်စားလိုက်နော်ဒီပင်လေးကိုခဏလေးဖြုတ်လိုက်မယ်ဒီဓာတ်လျှောက်ဓာတ်စားလာနော်အောက်အသားမပါစေနဲ့နော်ဒီဘောင်းမီသားကြီးမပါနဲ့ဒီအိတ်ကက်ကလေးကိုပဲဓာတ်စားပေးနော်โอเคနော်အဲ့ဒါဆိုရင်ဒီမှာကြည့်ချက်ပြနော်ဒါကရှေ့ဒီမှာနော်အဲ့ဆိုရင်ဒါစားပြီးဓာတ်စားပြီးဆိုရင်ကျန်တဲ့ file လေးကိုဆက်ပြပေးမယ်နော်စားပြီးတော့တွေ့လားဓာတ်စားပြီးတော့တဲ့ဒါအလှဒီမလှဘက်ချန်မြင်ရတဲ့ပုံလေးနော်မလှဘက်ချန်အိတ်ကကလေးကိုစားပြီးဒီလိုဝိုက်ပြီးဓာတ်စားလိုက်ပြီနော်ဓာတ်စားပြီးဆိုအလှဘက်ကိုပြန်နိုင်ပြီနော်အလှဘက်ကဒီလိုလေးခုနစားလေးဒီမှာဖိထားတယ်နော်ဒါဆိုဒီအောက်ထိတောက်လျှောက်ဖိပြီးလို့နော်ဒီရောက်ပြီးတောက်လျှောက်ဖိပြီးလေဘေးတွဲရင်သူကပါသွားမှာနော်ဒါပေမဲ့လမ်းမှာဆိုလို့ဒီကဒီနေ့ပေါ့နော်ချုပ်စားဒီသားကြီးဖိထားပြီးလို့နော်ဖိထားပြီးလိုက်ပါဖိထားပြီးလေဖိထားပြီးပြီးတော့ဒီနားလေးတစ်ချက်ပြမယ်နော်ဒီနားလေးကခုနကဒီနားလေးကခုနမှာနော်ဒီနားလေးကခုနဘာဖြစ်လဲဒီမှာဒီနားလေးက6စိတ်ပို့ထားတဲ့နေရာလေးနော်6စိတ်ပို့ထားတဲ့နေရာမှာဒီလမ်းမှာဆိုလို့အပေါ်ခပတ်နဲ့တွေ့လမ်းမှာဆိုလို့ဒီနားလေးကိုလေဖိပေးထားမယ်နော်ဒီနားလေးနော်ဒီနားလေးနော်ဒီနားလေးရဲ့လမ်းမှာဆိုလို့ဆန်နေလို့ဒီနားလေးကိုတစ်ချက်နော်ခြေလေးနဲ့တစ်ချောင်းလောက်အနည်းပေးထားလိုက်မယ်နော်တော့ခပတ်နဲ့တွေ့လို့ဖြစ်သွားတယ်လမ်းမှာဆိုလို့နော်ဒီလိုလေးဖိပေးထားတယ်နော်ဒီလိုလူလာပူလာလေးနှိထုတ်လိုက်နော်ဒီလိုလေးဟိုကဖြစ်ပေးထားတယ်โอเคဖြစ်ပေးထားတဲ့ခါကျတော့ဒီမှာဒီလိုမျိုးလေးဒီနားကမလန်တော့တွေ့လားဒီဘက်ကခပတ်နဲ့အပေါ်ကတွဲလာတဲ့ခါကျရင်ဒါဒီလိုဒီနားရဲ့လမ်းမထွက်တော့ဘူးသူကလည်းသူတားကြပါနော်အဲ့ဒါဆိုရင်ဒီမှာတွေ့အိတ်ကလေးရပြီသေးလားဒါကဆိုရင်ခဲနေဆိုရမှာကျနော်ဒီမှာလက်နိုင်မယ်နော်โอเคမြင်လားရှာလားဒီမှာဆိုရင်အိတ်ကက်ကလေးရသွားပြီရှာမလားနော်ဒီလိုပုံစံလေးနော်ဒါကစားလေးကခဲနေပြထားတာအတွင်းဘက်ကဒီလိုဖြစ်မယ်နော်အတွင်းဘက်ကကြတော့ဆန်မျိုးဒီလိုနော်အတွင်းဘက်ကကြတော့ဒီမှာဒီလိုဖြစ်သွားတာတွေ့လားအတွင်းဘက်ကကြတော့ဆန်မျိုးဒီလိုဖြစ်သွားမယ်နော်ဒီဘေးကကြချုပ်စားရပါသွားမယ်ဒီဘက်ကကြအတွင်းဘက်ကဒီလိုနော်ဒီအိတ်ကက်ရဲ့အရှိကိုဆန်ကြီးကနော်ဒါက6လက်မပဲခြာပေးထားတယ်ဒါအနည်းဆုံး6လက်မပေါ့နော်ဒီလက်နိုင်ဖို့ပေါ့နော်လက်ရဲ့အနက်ပေါ့အနက်ကိုယူဖို့အတွက်6လက်မတကယ်လို့ကိုကအိတ်ကလေးကိုနက်နက်ကလေးကြိုက်တယ်ဆိုရင်
နော်ဒီထက်ပိုချလို့ရတယ်ဒီဒါကကြတော့အတိုင်းတာမရှိဘူးဒီအကြကြတော့နော်ဘယ်လောက်ချလဲဆိုတော့6ကနေစချလဲခွန်8 9ထိနော်ဒီအိတ်ကရဲ့ဒီအောက်ထိအရှိကိုယူလို့ရတယ်ဒီည white ကိုလည်း1 လေးယူရင်လည်းရတယ်ပေါ့နော်ဒီညလေးကိုလည်း white ကလေးယူလို့လည်းရတယ်နော်ဒါကတော့6လက်မှာပဲချပေးထားတာဒီအရှိကိုတော့ကြိုက်ယူလို့ရတယ်နော်โอเคရမယ်နော်ပြီးရင်ဒါခရက်လေးနဲ့တွဲပြီးတော့စာမျိုးပါလဲချုပ်လိုက်ရုံနဲ့ဟောခရက်ပြားနဲ့တွဲနော်ဒါကတော့ချုပ်ခရက်ပြားနဲ့တွဲတဲ့အပိုင်းတော့စာနေပြပေးပြီးသားပြပြီးတော့နော်အခုအိတ်ကက်တက်တဲ့အပိုင်းလေးကျန်းနေလို့နော်ရှာမယ်နော်โอเคပါအဆင်ပြေပါစေအကျိုးရှိပါစေကဲလိုက်ချုပ်မဲ့သူလေးတွေကလည်းအင်စာလာပြဖို့မမေ့နဲ့နော်အင်စာလေးတွေပြကြပါလို့ပြောချင်ပါတယ်လိုက်ချုပ်ကြပါနော်အရန်ဝတ်လို့ကောင်းတယ်ဇာနေလည်းပြီးရင်နောက်ရက်ကျရင်ဒီဝတ်ပြပေးမယ်ပေါ့နော်ဝတ်ပြပေးပါမယ်โอเคပါအဆင်ပြေပါစေနော်